ဒီတစ်ခေါက်မှာတော့ crypto လောကမှာအခုရက်ပိုင်းလူတွေအပြောများနေတဲ့ Binance AI Agents Key အကြောင်းကိုပြောပြပါမယ်။အရင်ဆုံးအနေနဲ့ Binance AI Agents Key ဆိုတာကဘာလဲဆိုတာကိုစပြီးတော့ပြောလိုက်ကြရအောင်ပါ။ပရိသတ်တို့သိကြလားဗျ။အရင်တော့ကချမ်းသာတဲ့သူတွေ company ကြီးတွေကပဲလုံနိုင်တဲ့အရာတွေရှိခဲ့ပါတယ်။ဥပမာဈေးကွက်ကို24နာရီစောင့်ကြည့်နိုင်ဖို့အတွက်ကျွမ်းကျင်တဲ့အဖွဲ့တွေရှိကြပါတယ်။တချို့ဆိုရင်လာစားပါပေးပြီးတော့ငားထားတာပေါ့လေ။ဒါပေမဲ့လည်းအခုတော့ Binance ကဒီရဲ့စွမ်းဆောင်ရည်တွေကို AI ထဲမှာထည့်လိုက်ခဲ့ပြီးလူတိုင်းသုံးလို့ရအောင်ကိုလည်းလုပ်လိုက်ခဲ့ပါပြီ။ဒီတော့ AI Agents Key ဆိုတာကဘာလဲဆိုတော့စိတ်ကူးကြည့်ပါ။ခင်ဗျားမှာကိုယ်ပိုင်စီးပွားရေးကြံပေးတယောက်ရှိတယ်။သူကဈေးကွက်ကို24နာရီလုံးစောင့်ကြည့်ပေးနိုင်တယ်။ငွေကြေးလိမ်လည်မှုတွေကိုလည်းရှာဖွေပေးတယ်။ကိုယ်အတွက်အကောင်းဆုံးချိန်မှာဝယ်ဖို့ရောင်းဖို့အချက်ပြပေးတယ်။ဒါမျိုးကို AI Agent လို့ခေါ်ပါတယ်။အခု Binance ကဒီရဲ့ AI Agent ကို Binance အဆင့်အုံနောက်တက်ဆင်ပေးလိုက်ခဲ့တာပါ။အဲ့ဒီ AI ကဘာတွေလုပ်နိုင်လဲဆိုရင်တော့ပထမချက်ကဈေးကွက်ကိုခွဲခြမ်းစိတ်ပြပါတယ်။ဒုတိယချက်ကအနေရရှိမရှိကိုလည်းစစ်ဆေးပေးပါတယ်။တတိယချက်ကကိုယ့်အတွက်လိုလျောက်အယောင်းဝယ်ကိုလည်းလုပ်ပေးပါတယ်။ကိုရိုင်းလိုက်ပြီးလှုပ်ရှားမလို့တော့အချိန်မကုန်တော့ဘူးပေါ့လေ။အခုပထမသုံးအနေနဲ့ scale 9ခုကထွက်လာခဲ့ပါပြီ။နံပါတ်1 Binance Spot Scale ဈေးကွက်ချက်လက်တွေကိုကြည့်တာဝယ်ရောင်းလုပ်တာ order ချတာကိုလည်းလုပ်နိုင်ပါတယ်။နံပါတ်2 Address Insights Wallet address တစ်ခုကိုကြည့်မယ်ဆိုရင်အဲ့ဒီထဲမှာဘာ crypto တွေရှိတယ်။တန်ဖိုးဘယ်လောက်ရှိတယ်ဆိုတာချက်ချင်းကိုမှသိနိုင်ပါတယ်။ချမ်းသာတဲ့သူတွေကတနည်းအားဖြင့်ဝေးဘာဝင်နိုင်လဲဆိုတာကိုစောင့်ကြည့်လို့ရပါတယ်။နံပါတ်3 Token Details Token တစ်ခုအကြောင်းအသေးစိတ်ဒါကိုလူဘယ်နှယောက်ကင်ထားလဲအယောင်းဝယ်ကောဖြစ်နေရလားအဲ့ဒါကိုလည်းစက္ကန့်ပိုင်းတွင်သိနိုင်ပါတယ်။နံပါတ်4 Market Ranking ဒီနေ့ပဲ crypto ကလူပြောများလဲပတ်စံဝင်နေလဲဆိုတဲ့အဆင့်သတ်မှတ်ချက်တွေကိုလည်းကြည့်လို့ရပါတယ်။ Mami Rush Mami Coin တွေကိုလည်းခြေရခံပေးပါတယ်။အခုပေါ်လာတဲ့ဟာလားလူကြိုက်များနေတာလားဆိုတာကိုလည်းသိနိုင်ပါတယ်။နံပါတ်6 Trading Signalဘယ်ချိန်မှဝယ်တင်တယ်ဘယ်ချိန်မှရောင်းတင်လဲဆိုတဲ့အချက်ပြမှုတွေကိုလည်းပေးပါတယ်။ရှုပ်ထွေးတဲ့အချက်ပြမှုတွေကိုလည်းစစ်ထုတ်ပေးနိုင်ပါတယ်။နံပါတ်9 Token Contrast Audits ဒါကတော့တကယ်ကိုမှအရေးကြီးဆုံးပါပဲ။ Token တစ်ခုကိုဝယ်ယူခံနေရင်ဒီကောင်နဲ့စစ်ကြည့်လိုက်မယ်ဆိုရင်လိမ်လည်မှုတွေရှိရလားအန်ဒီယေကိုရှိရလားဆိုတာကိုလည်းချက်ချင်းကိုမှသိနိုင်ပါတယ်။အသုံးဝင်တာတွေကိုပြောပြီးသွားပြီအခုဘယ်လိုသုံးရမလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်။သုံးရတာကလည်းမခက်လာပါဘူး။အဆင့်1 Binance ထဲမှာ API key ဆိုတာကိုထုတ်ရပါမယ်။ဒါကခင်ဗျားရဲ့ AI agent ကိုခွင့်ပြုချက်ပေးလိုက်တာပါ။အဆင့်2ကတော့အရေးကြီးဆုံးသတိထားစရာပဲဖြစ်ပါတယ်။ API key ကိုထုတ်တဲ့အခါမှာငွေထုတ်ခွင့်ကိုလုံးဝကိုမှပေးထားရပါမယ်။ဒါမှ AI agents ကကိုယ့်အတွက်ဝယ်ရောင်းလုပ်ပေးနိုင်မဲ့ငွေတွေကိုဘယ်ကိုမှပြန်ပြီးတော့မထုတ်နိုင်တော့ပါဘူး။အဆင့်3ပြီးတော့ရင် Open Claw လို့ AI agent တွေမှာယူလာတဲ့ API key ကိုထည့်သွင်းလိုက်အောင်ပါပဲ။ဒါဆိုရင်တော့ခင်ဗျားကငါတို့ဒီနေ့ပဲ mini coin တွေကကောင်းလဲရှာပြီးလို့ပြောလိုက်ရုံနဲ့ AI agent ကအလုပ်လုပ်ပေးပါလိမ့်မယ်။ Binance AI Agents Key က crypto လောကကလူတိုင်းအတွက်တကယ်ကိုမှအသုံးဝင်မှာပါ။အထူးသဖြင့် beginner တွေအတွက်ပေါ့လေ။နောက်ပိုင်းဘယ်လို scale တွေကိုထည့်သွင်းသွားမလဲဆိုတာကလည်းတကယ်ကိုမှစိတ်ဝင်စားဖို့ကောင်းနေစေပါပဲ။ Binance AI Agents Key ဆိုတာရင်တော့ကချမ်းသာတဲ့သူတွေအတွက်ပဲရှိတဲ့စွမ်းရည်တွေကိုလူတိုင်းသုံးပြနိုင်အောင်လုပ်ထားပြီးတယ်လို့ပြောရင်တော့မှားမှမထင်ပါဘူး။ဒါပေမဲ့လည်းသတိထားရမှာက AI ကအကူအညီပေးနိုင်ပေမဲ့နောက်ဆုံးဆုံးဖြတ်ချက်ကကိုယ့်အကူပဲချမှာဖြစ်ပါတယ်။ခင်ဗျားတို့တွေ AI agent နဲ့4200ရမယ့် event တစ်ခု page မှာကြီးညာပေးထားပါတယ်။စိတ်ဝင်စားရဆိုရင်ဝင်ပြီးတော့ join လို့ရပါတယ်ခင်ဗျာ။